တော်တော်ကြည်ကောင်းတဲ့အတွက်ကိုစိုးနိုင်ခင်ဗျားတို့ဂုံတယ်တိရတယ်မင်းတင်ဟုတ်ငါတို့ကပါလေငါတို့ကရိုးရိုးသားသားပါဆိုခင်ဗျားပြောချင်သေးတာကျွန်တော်ကတောင်းမဟုတ်ဘူးဗျအချင်းလေးကိုကြည့်တာလည်းကျွန်တော်သိကိုစိုးနိုင်ခင်ဗျားဗျခင်ဗျားမလို့မရှက်မကြောက်ရတယ်မင်းငါ့ကိုကြိုက်တယ်လို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာတော့ပြောဖို့မသိဘူးရှင်းမနေတော့လည်းနည်းနည်းငဲ့ရောငဲ့ဖောင်းငဲ့ရမှာပါလေခင်ဗျားရင်းမရှိမှလူကောင်းလို့ပြကြည့်ညအစားလုံးကကြောက်ကျွန်တော်ဦးစားပေးလို့ဘာလို့နဲ့ယခုပြသနေသောအစီအစဉ်ကိုပြုံးပြတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်